Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးသွားမှာကတော့ကျောင်းသားကျောင်းသူတွေရောဆရာဆရာမတွေရောအတွက်ဒီသင်ကြားရေးပိုင်းတွေnotebook အပိုင်းတွေ lecture ပိုင်းတွေမှာအရန်ကိုအသုံးဝင်တဲ့ဒီ Google ရဲ့ Google LM ဆိုတဲ့ content organization and research tool လေးအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ် notebook LM ကိုတော့တော်တော်များများလည်းသိပြီးသားဖြစ်တယ်လို့မျိုးမသိသေးတဲ့သူတွေလည်းရှိရတဲ့အတွက်ကြောင့်မလို့ဒီမှာလုံးဝ basic ကနေပြီးတော့ပြပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးဒီမှာ Google notebook LM ဆိုပြီးတော့ရိုက်ပြီးတော့ရှာလိုက်ပါအဲဆိုလို့ရှိရင်တော့ဒီမှာဒီ AI research tool and thinking partner ဆိုတဲ့ဥစ္စာလေးကြာလာမှာဖြစ်ပါတယ်အဲဆိုရင်တော့ဒါလေးကိုနှိပ်ပြီးတော့အထဲဝင်လိုက်ပါအထဲဝင်လိုက်ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုး interface လေးကိုရောက်လာမှာပဲဖြစ်ပါတယ်ဒါကတော့ဒီကိုယ့်ရဲ့ account ပေါ့နော် account မှာတော့ limit တွေအမျိုးမျိုးရှိပါတယ်ဒါကတော့ pro account ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ audio ပိုင်းတွေ video ပိုင်းတွေများများလေး generate လုပ်နိုင်မှာပဲဖြစ်ပါတယ်ဆိုတော့အရင်ဆုံးဒီမှာကိုယ့်ရဲ့ဒီ notebook ကလေးရှိမယ်ပေါ့နော်ဆိုရင်ကိုက notebook အသစ်အခုမှစပြီးတော့လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ plus လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အရင်ဆုံးဒီတဲကို resources တွေထည့်ပေးမယ်ပေါ့နော်ဘယ်လိုမျိုး resources တွေထည့်ချင်တာလဲစသဖြင့်ကိုက file တွေရှိရဆိုရင်ဥပမာကျောင်းရဲ့ textbook တွေကိုဒီ choose file နဲ့ upload လုပ်ပြီးတော့ထည့်လို့ရတယ်ကိုရဲ့ drive တွေက file တွေကို upload လုပ်ချင်တာဆိုရင် Google Workspace drive တွေကနေပြီးတော့လုပ်လို့ရတယ်ဒါမှမဟုတ်ဒီ YouTube video တွေ website တွေကနေပြီးတော့ထည့်ချင်တာမျိုးဆိုရင်လည်းဒီ link တွေထည့်လို့ရတယ်လို့မျိုးဒီကျောင်းက lecture တွေကိုယ်တိုင်ရေးမှတ်ထားတဲ့စာတွေထည့်ချင်တယ်ဆိုလို့ရှိရင်လည်း copy paste test နဲ့လည်းထည့်လို့ရပါတယ်ဒီမှာကတော့နမူနာ building တစ်ခုအကြောင်းကိုလုပ်ပြမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်YouTube မှာပေါ့နော် Hagia Sophia building အကြောင်းကိုလေ့လာနေရဖြစ်တဲ့အတွက်ကြောင့်မလို့ Hagia Sophia နဲ့ပတ်သက်တဲ့ file လေး video file တွေအများကြီးလိုက်ရှာထားရပေါ့နော်အဲ့မှာမဆွေကဥပမာဒီ Nelly research များများပြည့်စုံစုံပါတဲ့ file လေးတွေလိုက်ရှာလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်50နဲ့3မိနစ်ဆိုတော့ဒီ file video ကြီးကိုအရှိကြီးလည်းကြည့်ဖို့မအားဘူးဒါပေမဲ့ file ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒါလေးကို click ပြီးတော့ဒီ video ရဲ့ link ကိုယူလိုက်မယ် video link ကိုရှုပြီးသွားလို့ရှိရင်အဲ့ခုန Google Notebook ထဲကိုပြန်သွားလိုက်ပေါ့နော်သွားပြီးဆိုလို့ရှိရင်တော့ဘာလို့ကပ်မလဲဆိုရင်ဒီ YouTube ဆိုတဲ့ဥစ္စာလေးကိုနှိပ်ပြီးတော့ခုနကတော့ငါ paste လုပ်ထားတဲ့ YouTube URL လေးကို insert လုပ်ပြီးပါအဲ့ဆို insert လုပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာသူနဲ့ပတ်သက်တဲ့ဥစ္စာတွေအကုန်လုံးကိုဒီထဲမှာတော့တွားပြီး save လုပ်ပေးမှာပေါ့နော် save လုပ်ပေးမယ်ဆိုရင် provided ဥစ္စာကဘာအကြောင်းလဲမှာဆို Hagia Sophia ရဲ့အကြောင်းပေါ့နော်အဲဆိုရင်ဘယ်လိုမျိုးဒီဘယ်လိုမျိုးတွေစပြီးတော့ရေးလို့ရလဲဆိုတော့ကိုကြိုက်တဲ့ဥစ္စာကို ChatGPT လိုမျိုးပဲမေးလို့ရတယ်ပေါ့နော် ChatGPT ကကြတော့ resources တွေအများကြီးထဲမှာရှာပေးရဒီမှာကျတော့ကိုယ့်ရဲ့ဒီကို upload လုပ်ထားတဲ့ file ထဲကပဲရှာပေးရဖြစ်တဲ့ကြောင့်မလို့ပို့ပြီးတော့ကျင်းသွားရပေါ့နော် scope ကတိတိကျကျလည်းပို့ပြီးတော့သိနိုင်မယ်ပေါ့နော်အဲဆိုရင် Hagia Sophia ဆိုတာဘာလဲဆိုအောင်မေးကြည့်အောင် What is Hagia Sophiaဆိုပြီးတော့မေးလိုက်မယ်ဆိုရင်အောက်မှာဒီ video ကိုကြည့်ပြီးတော့အဲ့ video ထဲကအချက်အလက်တွေအတိုင်းကိုတော့ပြန်ပြီးတော့ learning language model အနေနဲ့နှိစက်ဆုံးပြန်ပြီးတော့ဖြည့်ပေးမှာပေါ့နော်ဒီမှာဆိုရင်အဲ့ဆိုရင်တော့ထွက်လာပြီဒီမှာHagia Sophia ဆိုတာဒီ monumental building ဖြစ်တဲ့